ကျွန်တော်ဒီနေ့ဒီ ASUS ဇက်ကလေးကိုကျွန်တော် Windows 10နဲ့နီးလေးပြမယ်ပေါ့နော် Windows 10နဲ့နီးလေးပြမယ်ကျွန်တော်တို့ Windows 10နဲ့နီးတွေကမျိုးစုံရှိတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြမှာကတော့ Windows 10နဲ့ကျွန်တော် Windows 10နဲ့နီးလေးပြမယ်အဲကျွန်တော် Windows 10ပြအောင် Windows 10တဲ့အခါကျွန်တော်ပုံမီနူခေါ်ရမှာခေါ်အောင်ကျွန်တော်ချက်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒါသူ့မှာရှိနေပြီဒါ Windows တက်သွားတာပေါ့နော် Windows တက်သွားတဲ့အတွက်ကျွန်တော်တို့ဘူမီနူခေါ်ရမယ်ပေါ့နော်ဘူမီနူခေါ်ရလဲ7လုံးနဲ့1လုံးကျွန်တော်တို့မတူဘူးပေါ့နော်မတူတဲ့အတွက်ကျွန်တော်တို့ဒီဟာဆိုရင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဘယ်ကောင်နဲ့ဘူမီနူကျွန်တော်တို့ခေါ်ရမှာလဲပဲကျွန်တော်ကြည့်မယ်ကျွန်တော်တို့ပုံမှန်ခေါ်နေကြ F2 ကိုနဲ့ကျွန်တော်အရင်ခေါ်ကြည့်မှာပေါ့နော် F2 နဲ့အရင်ကျွန်တော်ခေါ်ကြည့်မယ်F2 နဲ့မရဘူးဆိုမှကျွန်တော်တို့တခြားပုံမျိုးနဲ့ကျွန်တော်တို့ဝင်ကြည့်မှာပေါ့နော်အဲဒါရင်ကျွန်တော်တို့ F2 နဲ့ကြတော့ကျွန်တော်တို့ BIOS setting နဲ့ကိုကျွန်တော်ရောက်သွားပါပေါ့နော်ဒီကနေပြီးကျွန်တော်တို့ပုံမျိုးခေါ်ကြည့်မှာပေါ့နော်အဲကျွန်တော်ပုံမျိုးသွားမယ်ပြီးကျွန်တော်တို့ဒီမှာကျွန်တော်တို့ထည့်ထားတဲ့ USB Dell recover USB 3.7 ဒီ partition ကျွန်တော်တို့ဒါကိုရွေးမှာပေါ့နော်ပြီးပြီးတော့ကျွန်တော်တို့တွားမယ်ဒါဆိုရင်ကျွန်တော်တို့ဒါ Windows အသစ်ပြန်တင်တဲ့နေရာဒါစတင်ပြီပေါ့နော်ကျွန်တော်တို့ဘူမီနူဝင်တဲ့အခါစက်တွေတစ်လုံးနဲ့တစ်လုံးမတူဘူးတချို့က SK နဲ့ဝင်ရတယ် F2 နဲ့ဝင်ရတယ် F12 F10 F8 ပေါ့နော် F9 တချို့ဆို delete ပြီးမတူတော့မတူဘူးပေါ့နော်ကျွန်တော်ဒါကတော့ကျွန်တော်တို့ဒါဘူမီနူခေါ်တဲ့အခါကျရင်တော့ကျွန်တော်တို့ရှာပြီးတော့ပဲကျွန်တော်တို့လောက်ရတာပေါ့နော်အများဆုံး function key လေးတွေကိုကျွန်တော်အများဆုံး key တွေကိုကျွန်တော်တို့ခေါ်ကြည့်ရပါတော့ခေါ်ကြည့်ရင်အဆင်ပြေတာများပါတယ်ကျွန်တော် Windows တင်တာပုံမှန်အားဖြင့်တော့ကျွန်တော်နိုင်ဝက်လောက်တော့အချိန်ပေးရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပေါ်ဆုံးက language English ဆိုတဲ့ language ကိုကျွန်တော်တို့ရွေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာသူရွေးပြီးသားဖြစ်တဲ့ English United States ကိုကျွန်တော်နေနဲ့သွားမယ်ဒီ install ကိုကျွန်တော်တို့ဝင်မယ်ကျွန်တော်က I don't have product key နဲ့သွားမယ်ကျွန်တော်တို့မှာ product key မရှိဘူးI set the language ကိုကျွန်တော်နှိမ့်မယ်အဲကြောင့်လည်းဒီ custom ကိုကျွန်တော်တို့ရေးမယ် no partition ဒီမှာကျွန်တော်တို့ရှိတာ window ကိုကျွန်တော်တို့ဖြတ်မှာပေါ့နော်ပြီးတော့ဒီထဲမှာကျွန်တော်တို့ data တွေမရှိဘူးလို့တယ် data တွေရှိရင်ကျွန်တော် backup လုပ်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော်ကဒီမှာအကုန်ဖြတ်မှာပေါ့နော်အဲဒီရပြီကျွန်တော်တို့ menu ကိုတွားမယ်အားလုံးတစ်ပိုင်းနဲ့ဖြစ်သွားပြီပေါ့နော်ဒီကောင်က SSD 128နဲ့ SSD 128ဖြစ်တဲ့အတွက် menu ပြီးကျွန်တော်တို့ partition မပိုင်းတော့ဘူး partition မပိုင်းတော့တဲ့အတွက်128K ဖြစ်တဲ့အတွက်ကျွန်တော် partition မပိုင်းတော့ဘူး apply နဲ့ပဲတွားမယ် okay ပြီးကျွန်တော်တို့ဒီမှာဒီပါ autoပြလာတဲ့ဟာမှာကျွန်တော်ဒီမှာ primary မှာကျွန်တော်တို့အများဆုံးဖြစ်တဲ့ key လည်းဖြစ်တယ်အများဆုံး key ဖြစ်တဲ့ primary မှာကျွန်တော်တို့ဒါဆိုရင်ဒီကလေးက map ပေါ့နော် map လေးဒီမှာပဲကျွန်တော်တို့ window တင်မယ်ဒီမှာ select ပေးမယ်ပြီးကျွန်တော်တို့ name နဲ့ storm ဒီဒါဆိုရင်သူစတင်ပြီးတော့ဒီ window ဒီမှာအဖြစ်ပြန်ပြီးတော့
ကျွန်တော်တို့ asset တွေမှာ window ပြန်ပြီးတော့ install ပြန်လုပ်နေပေါ့နော်အခုကျွန်တော် window တင်တာ data လုံးပြီးသွားပြီပေါ့နော်ကျွန်တော်ဒါ asset တွေကနေပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ဒါဆိုရင်17လဲဖြုတ်လိုက်လို့ရပါပြီကျွန်တော်ဖြုတ်လိုက်လို့ရပြီကျွန်တော် asset တွေကနေပြီးတော့ window ပြန်ပြီးတော့ loading တက်နေပေါ့နော်ကျွန်တော်ဒီမှာ yes ပြီးမယ်ဒီမှာကျွန်တော် United States yes ပြီးမယ်ဒီမှာလည်း US ကျွန်တော် yes ပြီးမယ်ဒီမှာ people day ရဲ့ကျွန်တော်တို့ internet I don't have internet မရှိရဟာပဲကျွန်တော်တို့နေမယ် continue with image တော့ကိုနေမယ် accept ကိုနေမယ်ကျွန်တော် name ပေးမယ် as no of this will be like this ကျွန်တော် image နေမယ်ဆက်ဆက်ကျွန်တော်မထည့်သေးကြောခဲ့မယ် accept ကိုနေမယ် yes ကိုနေမယ်ဒါ accept ကိုနေမယ်ဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီပေါ့နော် window တင်တာတိုင်းကူတာ window တင်တာကျွန်တော်တို့ပြီးသွားပြီပေါ့နော်နောက်ပိုင်းကျွန်တော်တို့လိုအပ်တဲ့ software ကျွန်တော်တို့ run မယ်ပြီးရင် driver မောင်းမယ်နောက် window activate တွေပါကျွန်တော်တို့လုပ်ရမယ်ပေါ့နော်ဒါကျွန်တော်တို့ဒါဆိုရင်ကျွန်တော်အခုဆိုရင်ဒါဆို window activate ကျွန်တော်တစ်ခါတည်းလုပ်မယ်ပေါ့နော် window activate လုပ်မယ်ဆိုရင်ကျွန်တော် window activate မလုပ်ခင်ကျွန်တော်တို့ဘာမှမလုပ်ရင်ကျွန်တော်တို့ window တစ်ခါနာလေးပိတ်ထားလိုက်မှာပေါ့နော်ကျွန်တော် software တွေ run ပြင် ready ဖြစ်အောင် software run ရင်ကျွန်တော်ဒီ window တစ်ခါနာလေးကိုပိတ်ပြီးထားပါဒါဘိုင်းရထင်ပြီးတော့ကျွန်တော်တို့နောက်ဆက်ပြီးနေမှာဆိုလို့ပေါ့နော်ကျွန်တော်ဒီမှာဒါဖောက်နေသွင်းမှာပေါ့နော်ဒါဖောက်နေသွင်းမယ်ကျွန်တော်တို့ဖောက်နေသွင်းရမယ်လိုအပ်တဲ့ software တွေသွင်းရမယ်ကျွန်တော်ဒါဆိုရင်ကျွန်တော် Firefox ကကျွန်တော်တို့ internet ရှိမှကျွန်တော်တို့internet ရှိမှကျွန်တော်တို့လုပ်လို့ရမှာပေါ့နော် browser တော့ကျွန်တော် copy ပဲတင်ထားလိုက်မယ် office ကလည်းခဏတော့စောင့်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ office လည်းကျွန်တော်တို့တင်ပြီးတော့ပါပြီ office လည်းတင်သွားပြီကျွန်တော်ဖောက်နေလည်းတင်ပြီးသွားပြီကျွန်တော်ဒီနေ့မှာ driver ရောမောင်းမကြတော့ဘူး driver တွေမောင်းတာနဲ့လည်းကြာလို့မျိုးပေါ့နော် driver တွေမောင်းမကြတော့ဘူးကျွန်တော်တို့ office တင်ပြီးသွားပြီဒီဘက်တဲ့ဖောက်နေတင်ပြီးသွားပြီဒါဆိုရင် install လုပ်ကြည့်ပါဦးနော် Java ကလည်း install လုပ်တာ line ကောင်းရင်တော့မြန်ပါတယ်ပေါ့ line မကောင်းရင်တော့လည်းကြာတယ်ဒါပြီးသွားပြီပေါ့နော် install လုပ်တာပြီးသွားပြီဒါဆိုရင်ကျွန်တော်ဒီနေ့ဒါ window လည်းတင်ပြီးသွားပြီပေါ့နော် software လေးတွေလည်းထည့်လိုက်တဲ့ software လေးတွေလည်းကျွန်တော်တင်ပြီးသွားပြီတင်ပြီးသွားပြီဆိုတော့ office လည်းတင်ပြီးသွားပြီဆိုတော့ဒါဒီနေ့တော့ဒီလောက်ပါပဲလက်ပြီးတော့ကျွန်တော်ညှောက်ကြမယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုsubscribe လုပ်ရသေးရင် subscribe လုပ်ပြီးအားပေးပါအောင်လို့သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအောက်က comment မှာမေးခဲ့လို့ရပါတယ်